ကီးတိုင်းလေးပဲတီးထားနော်ဒီနှစ်ကျိုးကိုလွတ်မယ်ဟိုတက်မလို့လည်းပြတာတော့ဟိုလက် position အနှေးလေးပဲပြတော့မယ်နော်ဒီကြအသေးစိတ်မပြတော့နောက်တစ်ခါဆိုလိုလေးဒါ A flat minor Mi minor ပေါ့နော်ဟိုက E နဲ့ဆိုတော့